လူကြီးမင်းတို့ခင်ဗျာဘဝမှာဖွံ့ဖြိုးတိုးတက်အောင်မြင်မှုဆိုရင်ကံကြမ္မာကောင်းတွေနဲ့ကြုံတွေ့လာတဲ့အချိန်အထိတနည်းအားဖြင့်ကံကောင်းလာတဲ့အချိန်အထိလူကြီးမင်းတို့ဇွဲကောင်းကောင်းနဲ့သက်လုံကောင်းကောင်းနဲ့ကြိုးစားအားထုတ်နေဖို့ဟာအရေးကြီးဆုံးဖြစ်ပါတယ်ကံကောင်းလာတဲ့အချိန်ထိကြိုးစားနေတဲ့သူကသာအောင်မြင်မှုတွေကိုရရှိမှာဖြစ်ပါတယ်မကြိုးစားနဲ့လက်ရှိရှိနေတဲ့ဟာကိုပဲအကောင်းဆုံးလုပ်ဥပမာခမရအရန်ကြိုးစားတယ်တိုက်ကြီးရသွားတယ်ကားကြီးစီးနေကားပေါ်ဆင်းလိုက်ကားဖက်တိုက်သွားမှသေသွားတယ်အဲ့ပစ္စည်းခမရတော့မပေါ့မကြိုးစားနဲ့ပျော်အောင်နေခမအရက်ကြိုက်လားရက်တော့နော်ဘာလုပ်ချင်လဲလုပ်ချင်တာလုပ်ပလိုက်လူသားဆန်လိုက်သူများပြောတာမယုံနဲ့အောင်းလေလီရလာပြောနေတယ်နော်ကြိုးစားပါဘာပူတယ်ညာပူတယ်မယုံနဲ့နော်စောက်ဆရာကြီးတွေအများကြီးပဲစောက်ဆရာကြီးပြောတာယုံခမဘွားဆုံးဆုံးမြုံ